ဇလန်လေးရဲ့အစမှာတော့အီဝါဆာကီဆိုတဲ့အမျိုးသားဟာကော်ဖီဆိုင်သွားနေဟိုတိုက်မိဒီတိုက်မိနဲ့ကန်ဆူနေခဲ့ပါတယ်။ကော်ဖီဆိုင်အောင်ရောက်တော့ကော်ဖီလေးတောက်နေဘာလို့ကန်ဆူနေရလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်။တွင်ရင်ဘေးနားကမော်ဒယ်မဂဇင်းကိုတွေ့တော့ဖတ်ကြည့်ရင်ကြောက်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ဒါဖက်ရှင်မော်ဒယ်ဟောဟုတ်ရလားဆိုပြီးပေါ့။နောက်ပိုင်းသူ့အကြောင်းကြီးခေါင်းနဲ့ရောက်လာတော့သူလုံနေတဲ့စညွတ်လုတ်တော့မလုံနိုင်တော့တဲ့အထိပါ။တငယ်ချင်းကတော့မိထားလိုက်အစဉ်ပြေလာလိမ့်မယ်ပြောပါတယ်။တရေသူတို့တငယ်ချင်းရိုက်ကူးရေးလုပ်ပြီးသူတို့လုပ်တဲ့စကားဆူရခဲ့လို့နောက်တစ်ခါရိတ်ချင်ခဲ့ပါတယ်။ဒီတစ်ခါတော့မော်ဒယ်မင်းသမီးကိုဖိတ်ခေါ်ဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့လာရှက်သူက3ယောက်ပဲရှိခဲ့လို့တေချာလေးတို့ရွေးစရာမရခဲ့ပါဘူး။တယောက်ကတော့အလွန်ချစ်ဖို့ကောင်းတဲ့ကောင်မလေးဟီရိုဖြစ်ပြီးနောက်တစ်ဦးကိုကြည့်တဲ့အချိန်အီဝါဆာကီကလည်းသူ့ပဲငါ့အိမ်မက်ထက်ထိရောက်လာတဲ့ fashion model လို့ပြောပြီးလန်သွားပါတယ်။တငယ်ချင်းတွေကတော့ဟုတ်တယ် model တော့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ဒါပေမဲ့သူတို့ရဲ့တယောက်ကတော့သူ့ကိုရွေးခိုင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့ horror စကားရရင်ပို့ပြီးအဆင်ပြေလို့ပေါ့။အဲ့ဒါနဲ့သူတို့နှစ်ယောက်ကိုရွေးလိုက်ပါတယ်။နောက်ရဲတငယ်ချင်းတွေနဲ့တရုတ်ဆောင်မအပြည့်သမီးနှစ်ယောက်နဲ့ချင်းလိုက်ပါတယ်။ဟီရိုနဲ့အဆင်ပြေပြေပြောကြပေမဲ့ရုတ်တရက်ဖူချီရောက်လာတဲ့အချိန်မှာတော့အကုန်လန်သွားကြပါတယ်။အီဝါဆာကီကတော့ပိုလန့်ပေမဲ့အတက်နိုင်ဆုံးအမူအရာထိလိုက်တာပေါ့နောက်နေရိုက်ကူးရင်းနဲ့ခီးတော့အီဝါဆာကီကတခုခုမကောင်းတာဖြစ်မယ်လို့ထင်နေပေမဲ့တငယ်ချင်းကစအေးထားခိုင်းလိုက်ပါတယ်သူတို့ကတဖြည်းဖြည်းစကားပြောရင်းနေကြတဲ့အချိန်ဖူချီလည်းပါစပြဲကြီးလို့ထားလန်သွားကြပါတယ်ဒါမဲ့သူတို့ကတော့ဒီတိုင်းပဲထားလိုက်ပါတယ်သူတို့ကတောင်ကျတစ်ခုရောက်သွားခဲ့ပါတယ်တပေနေရာတိုင်းရှိနေတဲ့နေရာတောင်သားလေးပေါ့အဲနားကိုရိုက်တော့ဇညွန့်ကိုမင်းသမီးတွေကိုကြိခိုင်းခဲ့ပါတယ်ရုတ်တရက်အီဝါဆာကီကအပေါ်သွားချင်လို့တောက်ဖို့လုပ်ပေမဲ့နောက်ကနေဖူချီလိုက်လာလို့ပြေးလိုက်ရပါတယ်နောက်တော့တငယ်ချင်းတွေကိုပြောပြီးမြင်မြင်ထွက်သွားဖို့လုပ်ပါတယ်ဒါမဲ့တငယ်ချင်းတွေကဒီတိုင်းထားရင်အဆင်မပြေလို့စကားပဲဆက်ရိုက်နေကြပါတယ်အဲ့ချိန်ဟီယိုဆိုတဲ့အမျိုးသမီးနဲ့ရိုက်နေကြပေမဲ့ဖူချီကတော့ရိုက်ဖို့အခေါ်မခံသေးလို့သူ့အလဲမလာသေးဘူးလားလို့မေးပါတယ်သူတို့ကလည်းအမြင်ပြန်ပြီးတော့ဆက်ရှိမြင်းနဲ့အခန်းနေကြမှာလာမှာပါလို့ပြန်ပြောလိုက်ရပါတယ်နောက်တော့သူတို့တွေအချင်းချင်းထိုင်စကားပြောနေတော့အပြစ်ခဏထွက်သွားတဲ့တငယ်ချင်းအမြင်ပြေးလာပြီးဖူချီကဟီရိုစားနေပြီတရှိကျွတ်နဲ့သူ့ကိုပဲချီကျူးနေလို့မနာလို့ဆိုပြီးပေါ့သူတို့ကအစမြုံကြပေမဲ့စတိုက်ပြောခံရတော့တွားပြီးစစ်ကြည့်လိုက်ပါတယ်နောက်တော့သူကဒီတွေ့ပြီးထိုက်ကြည့်တော့တကယ်ပဲစားနေတာကိုမြင်လိုက်ရပါတယ်သူတို့ကအမြန်လှမ်းပြီးပြေးကြပါတယ်ဒါမဲ့ကမ္ဘာတငယ်ချင်းကတော့ချက်ချင်းပဲဖမ်းခံပြီးစားခံလိုက်ရပါတယ်အီဝါဆာကီလည်းရုတ်တရက်ချော်လဲပြီးကြိုင်နေခဲ့တဲ့အချိန်ဖူဂျီကအကုန်လုံးဝါစာတမဲ့အကြည့်နဲ့ကြည်ဇလန်လီလည်းပြီးဆုံးသွားပါတော့တယ်